မြို့တော်အစိုးရအဖွဲ့အစည်းများနဲ့ချိတ်ဆက်ပါဝင်ခြင်းဤဝင်ကဘာထဲရောက်သွားတဲ့ကဲလို့တုံလုံး၆ချစရာကိုခံစားရနိုင်ပါတယ်။အဲ့လိုဖြစ်ရမှာမဟုတ်ပါဘူး။အမတ်များနဲ့ဆက်ဆံရာတွင်တင်းဤပန်းနိုင်များရည်ရွယ်ချက်များနဲ့ရည်မှန်းချက်များအကြောင်းကိုရှင်းလင်းစွာပြောပြပါ။ဖုန်းခေါ်ဆိုမှုအီးမေးလ်လှဲလည်မှုလူကိုယ်တိုင်တွေ့ဆုံမှုမြည်တို့တော်တွေ့ဆုံမှုများဦးစားပေးရန်လိုအပ်ပါလေ။တင့်အချိန်ဤတမိုးရှိတော်ကြောင့်ပါနတ်စွာအတုံးပြုပါ။တင်းဤပန်းနိုင်များစိုးရိမ်မှုများအတွင်းမြင်များကိုရှင်းလင်းစွာပြောဆိုပါလှုပ်ဆောင်နေစဉ်အတွင်းစိတ်ရှည်ဖို့မမေ့ပါနဲ့မြို့တော်အရာရှိဌာနဆိုင်ရာများနဲ့အပြန်အလှန်ဆက်ဆံခြင်းသည်တင်မျော်လင့်ထားသည့်တဲ့ပို၍အချိန်ပိုကြနိုင်ပါတယ်စိတ်စိတ်တီးခန့်ခြင်းဖြင့်တင်ဤအောင်မြင်ရန်အခွင့်အလမ်းပိုများပါတယ်နိုင်ငံသားများအားအခွင့်အာဏာရရှိစေတော့အခါကျမတို့အတိုက်ဝိုင်းကြီးထွားလာစေမှာဖြစ်ပါတယ် www.forwardguides.org တို့ဝင်ရောက်ကြည့်ရှုခြင်းဖြင့်မြို့တော်နှင့်ညီတို့အောင်မြင်စွာဆက်ဆံရမည်နည်းလမ်းများအားပုံမလေ့လာပါ